ဂျာမန်အသင်းတွေရဲ့ထုံးစံတိုင်းပဲဒီပွဲမှာလည်းဒါဂိုးပေါ်နဲ့ပဲဒါစဖွင့်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ကဲညီကိုအားလုံးမင်္ဂလာပါဒီနေ့မှာတော့ဒါကျွန်တော်ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်တွေထဲကအစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဖရန့်ဖို့နဲ့ဒါဒေါမွန်အသင်းတို့ရဲ့ပွဲစဉ်ကိုဒါကျွန်တော်ပွဲကြိုသုံးသက်ချက်လေးပြောသွားပေးချင်ပါတယ်ဒီပွဲကတော့ဒါဒီနေ့ည2 နာရီမှာဒါဖရန့်ဖို့အသင်းရဲ့အိမ်ပွဲမှာတွားရောက်ရှင်မယ်ကစားကြမှာဖြစ်တယ်ဗျထိတဲ့တွဲဆုံမှုရတော့ဒါဒေါမွန်အသင်းကတာထားတယ်ရှိတယ်ဒါပေမဲ့နောက်ဆုံး5ချိန်ကိုကျွန်တော်တို့ပြန်ပြီးခြုံကြည့်မယ်ဆိုရင်ဒေါမွန်အသင်းက2ချိန်တိုင်း2ချိန်တည်းတစ်ချိန်ကတော့ဖရန့်ဖို့အသင်းကနိုင်ထားတာကိုတွေ့ရတယ်ဗျဆိုတော့ဒါတူရင်ကိုတင်ပဲလို့ပြောလို့ရတယ်တရီကလည်း2ပွဲတောင်တက်ထားတာဆိုတော့ဒါနောက်ဆုံးတစ်ချိန်တွေ့ထားတဲ့တုန်းကလည်း1-1ဆိုတဲ့တရီရလက်ထွက်ပေါ်ပြီးတော့ဒါပက်နတီအဆုံးဖြတ်ကန်မှာတော့ဒါဒေါမွန်အသင်းကဒါနိုင်သွားတယ်ပေါ့နော်ဆိုတော့ဒါတရီလို့ပဲပြောရလိမ့်မယ်ဒါနောက်ဆုံးတစ်ချိန်တုန်းကတရီကြထားတဲ့အတွက်ဒီပွဲမှာတော့ဒါပြည့်ပြည့်သားသားဒါရလက်တစ်ခုထွက်လာမယ်လို့ဒါကျွန်တော်မြင်မိရယ်ဖရန့်ဖို့အသင်းကနိုင်မနိုင်ဒေါမွန်အသင်းကနိုင်ဒါဒီလိုမျိုးပဲဖြစ်လာလိမ့်မယ်နောက်ထပ်တစ်ချိန်တရီကြဖို့ကတော့မဖြစ်နိုင်တော့ဘူးဗျဒီပွဲမှာဒါဒေါမွန်အသင်းကလည်းပဲအပြည့်ရှုံပေးထားပြီးတော့ကိုပေါင်းကြီးကတော့ဒါ350နိုင်ဆိုတဲ့ကြီးမျိုးပေးထားတယ်နောက်ဆုံးထိတဲ့တွဲဆောင်မှု9ချိန်မှာဒါ3ပွဲကဂိုးပေါ်ထားပြီးတော့2ပွဲကတော့ဂိုးပေါ်ထားတယ်ဆိုတော့ဒီနေ့ပွဲမှာတော့ပြန်ပြီးတော့ဂိုးပေါ်လာမယ်လို့မြင်တယ်ဖရန့်ဖို့ကလည်းသူ့ရဲ့အိမ်ကွင်းမှာဂိုးရလေးရှိတဲ့အသင်းပြဖရန့်ဖို့ရဲ့အိမ်ကွင်းကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်သူတို့အိမ်ကွင်းပွဲတင်နေမှာဆိုတော့ဒါဂိုးပွဲတိုင်းဒီဘက်ကိုဂိုးသွင်းထားနိုင်တာတွေ့ရတယ်တော့မဝေးကွင်းနည်းနည်းတော့ညံ့ပေမဲ့ဒါတကူလောက်တော့ရဖို့မခက်ဘူးလို့ဒါကျွန်တော်မြင်မိရယ်။ဘာကြောင့်လဲဆိုတော့ Frankfurt ကအိမ်ကွင်းကောင်းတယ်မှန်တယ်သို့တော်လဲဒါနောက်တန်းကဂိုးပြင်းပြပေးနေရတဲ့ခံစားမျိုးကိုလည်းပိုင်ဆိုင်ထားတယ်ပေါ့နော်။ဒါကြောင့်ဒေါမွန်တို့ရဲ့တိုက်စစ်ကိုဒီနေ့မှလည်းဒါအနိုင်ဆုံးတကူလောက်တော့ခွင့်ပြုရမယ်လို့ဒါကျွန်တော်မြင်မိရယ်။နှစ်သိန်းလုံးကိုရမယ်မြင်ထားတယ်တသိန်းသိန်းကအနိုင်ရလက်တစ်ခုကိုဒါပေါ်ဆောင်သွားမယ်လို့လည်းမြင်တာကြောင့်ဒါကျင်းဒီပေါက်တစ်ခုကတော့ဒီပွဲကအနိုင်ဆုံး3လုံးသွားမှာဖြစ်တယ်။ဒါကြောင့်လေဒါကျွန်တော်ဒီပွဲမှာဒါကျွန်တော်ဂိုးဘော်ကိုကြိုက်တယ်။ဒေါမွန်တို့အနေနဲ့ကလည်းဒါဘိုင်ယန်ကိုအမီလိုက်ဖို့အတွက်ကိုဒါအမှတ်အရင်ထပ်မပြတ်ဖို့အတွက်ကိုအမီလိုက်ဖို့အတွက်ဒီနေ့ပွဲမှာလည်းဒါအနိုင်3မှတ်ကိုရယူဖို့တော့လိုနေတယ်။ဒါကြောင့်လေဒါဒေါမွန်ကလည်းသွင်းမှာပဲဖရန့်ဖို့ကလည်းဒါသူ့ရဲ့အိမ်ကွင်းဂိုးသွင်းဆိုင်ရဲ့ဆောင်ရည်ကလည်းကောင်းတယ်။ကန်စပိုင်းလည်းဂိုးပေးရတယ်။ဒေါမွန်ကလည်းဒါတိုက်စစ်ကကောင်းတယ်ခံစစ်ကလည်းဂိုးပေးရတော့ဒီပွဲမှာဂိုးမပေါ်ရင်ဘယ်ပွဲမှာဂိုးပေါ်စရာအကြောင်းမရှိတော့ဘူး။ဒါကြောင့်ဒါကျွန်တော်အနေနဲ့ဒီညကိုတော့ဒါကျွန်တော်ဒေါမွန်ဂိုးပေါ်ကိုပဲဒါကျွန်တော်ရွေးချယ်ပေးလိုက်ခြင်းနဲ့ဒီပွဲကတော့ဒါညီကိုတို့အတွက်ဒါအကျိုးမြတ်ဖြစ်စေမဲ့ပွဲတစ်ပွဲလို့ဒါကျွန်တော်လည်းမြင်မိပါတယ်ဗျ။ကဲဆိုတော့မောင်ကလူချင်းနဲ့ညီကိုရဲ့အနေနဲ့ဒါကျွန်တော် channel လေးကို join ပေးထားကြပါအောင်။မနေ့ကတပွဲကောင်းနဲ့ညီကိုတို့အနေနဲ့အဆင်ပြေခဲ့ကြမှာထင်ပါတယ်။ကဲဒီဗီဒီယိုလေးကတော့ပါပဲ။နောက်ရက်ဒီ channel ဒါဒီလိုမျိုးတပွဲကောင်းပွဲစဉ်လေးတွေဒါကျွန်တော်ပုံမှန်တင်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ account လေးကို follow မလုပ်ရသေးတဲ့ညီကိုလေး follow လုပ်ပေးထားပါ။ကျွန်တော် YouTube channel မှာ subscribe လုပ်ရသေးတဲ့ညီကိုလေးကျွန်တော် YouTube channel လေးကို subscribe လေးတစ်ချက်လုပ်ပေးထားဖို့ပြောချင်ပါတယ်ဗျ။ကဲညီကိုလေးအားလုံးပဲပါပါပါ။ကဲနောက်ရက်ဒီကြမှာပဲဒီလိုမျိုးတပွဲကောင်းပွဲစဉ်လေးတွေနဲ့ဒါကျွန်တော်ညီကိုလေးပြန်ဆောင်ကြပါမယ်ဗျ။